ကဘာပေါ်မှာရှိတဲ့အောင်မြင်နေတဲ့တစိမ့်တွေ brand တွေ company တွေတော်တော်များများ80ရာခိုင်နှုန်းလောက်က customer service ကိုအဓိကအခြေခံဘာလို့လဲဆိုတော့လူတိုင်းကပိုကောင်းတဲ့ service တွေလိုချင်ကြတယ်လူတိုင်းကသူတို့အလေးထားတာလိုချင်ကြတယ် customer တွေရဲ့90ရာခိုင်နှုန်းလောက်ကဈေးကြီးလို့ပြန်လာတာတဲ့ customer service မကောင်းလို့လှည့်ပြန်သွားကြတာများတယ်အဲ့တော့ကျွန်တော်တို့မေးခွန်းလေးတစ်ခုရှိတယ်ကောင်းမွန်တဲ့ဝန်ဆောင်မှုဆိုတာဘာလဲကောင်းမွန်တဲ့ဝန်ဆောင်မှုတွေရောကိုယ်တိုင်သုံးစွဲဘူးလားကောင်းမွန်တဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ဖို့အတွက်နံပါတ်1ရေးကြည့်တာပါလဲဆို customer တွေရဲ့အတန်နားထောင်တတ်ဖို့လိုပါတယ် customer တွေဘာတွေလိုအပ်တာလဲဘာတွေလိုချင်တာလဲအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုမျိုးဖြည့်ဆည်းပေးနိုင်ဒါဒီအရေးကြီးပါတယ်နံပါတ်2အချက်အနေနဲ့ customer တွေရဲ့ပြဿနာကိုကိုယ့်ပြဿနာလို့သဘောထားဖို့လိုပါတယ်ဒါမှသာကိုကအကောင်းဆုံး solution ပေးနိုင်ပါလိမ့်မယ်အဲ့ဒီအကောင်းဆုံး solution ဒီသူတို့အတွက်ပြည်လဲပြီးတော့မှအလုပ်ဖြစ်စေပဲသူတို့စိတ်ကျေနပ်မှုစိတ်ချမ်းသာမှုရစေတဲ့နောက်ဆုံးတစ်ချက်ကိုဂရီပေးပြီးရင်ပေးထားတဲ့ဂရီအတိုင်းပဲလုပ်ဖို့လိုပါတယ်ကိုမလုပ်ပေးနိုင်တာတွေကိုမပြောပါနဲ့လုပ်ပေးနိုင်တာတွေပဲအကောင်းဆုံးရိုးသားစွာ service ပေးဖို့လိုပါတယ်အဲ့လိုပေးတယ်ဆိုရင် customer တွေဒီအဲ့ဒါကိုသိတယ်ခံစားမိတယ်ဒီလူဒီကိုအမှန်တိုင်း service ပေးတာလားမဖြစ်နိုင်တာတွေပြောပြီးတော့မှဝန်ဆောင်မှုတွေပေးနေအဲ့ဒါကိုသူတို့သိပါတယ်နောက်ဆုံးမှတ်ထားမှာ customer service ဆိုတာ department တစ်ခုမဟုတ်ပါဘူးတင်းမှန်ပါတယ်အကုန်လုံးဝန်ထမ်းတွေအကုန်လုံးရဲ့နှလုံးသားထဲမှာတွေးသားထဲမှာရှိနေရမယ် skill set တစ်ခု attitude တစ်ခုဖြစ်ပါတယ်ဒီနေ့ခေတ်မှာပြိုင်ဆိုင်မှုတွေအများများပါဝန်ဆောင်မှုကောင်းနေတယ်ဆိုရင်ကိုကပြိုင်ဘက်တွေကြားမှာထူးခြားတဲ့ product တစ်ခုလုပ်ငန်းတစ်ခုဖြစ်နေပါလေမိတ်ဆွေရလုပ်ငန်းလုပ်တယ် customer တွေကြားထဲမှာထူးခြားတဲ့ဝန်ဆောင်မှုတွေပေးနေတဲ့လုပ်ငန်းရှင်တစ်ယောက်လားသို့မဟုတ်ထူးခြားတဲ့ဝန်ဆောင်မှုတွေပေးနေဝန်ထမ်းတစ်ယောက်လားအဲ့လိုမျိုးထူးခြားတဲ့ဝန်ဆောင်မှုတွေပေးဖို့အတွက်ကိုယ်တိုင်ကအဆင်သင့်ဖြစ်နေပြီကျေးဇူးတင်ပါတယ်